အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့ MG4 နဲ့တပတ်တာဆိုတဲ့ဗီဒီယိုလေးကျွန်တော်ရိုက်သွားမှာဖြစ်ပါတယ်အဲ့ဒါမရိုက်ခင်မှာလက်ဆောင်ပေးစရာလေးတစ်ခုရှိတယ် Giftbox ထဲမှာဘာလေးပါလဲဆိုတော့အုတ်ထုပ်လေးပါ SDA vlog ဆိုတဲ့အုတ်ထုပ်လေးပါတယ်အနောက်မှာ 100k လို့ပါကျွန်တော်ဒီ SDA vlog ကကျွန်တော်3လပိုင်းတရက်နေ့မှစပြီးတော့ဗီဒီယိုတွေစတင်ဖြစ်တာပေါ့3လနဲ့တပတ်10ရက်လောက်မှာ follower 100k ပြည့်ပါဒီနှစ်ကုန်မှကျွန်တော်ရမယ်လို့ကျွန်တော်မျှော်လင့်ထားတာမမျှော်လင့်ဘဲနဲ့ follower 100k လေးရသွားတာဖြစ်တဲ့အတွက်ကျွန်တော်တဲက top fan တွေ follower တွေကိုကျွန်တော်လက်ဆောင်ပေးခြင်းတဲ့အနေနဲ့ gift box တွေကိုကျွန်တော်စီစဉ်ထားတာပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ comment လေးလာရေးပေးပါဗျာ comment picker နဲ့အယောက်90ကိုရွေးပြီးတော့အိမ်တိုင်ရရောက်ဒီ box လေးတွေကိုကျွန်တော် like ပို့ပေးမှာဖြစ်ပါတယ် MG4 နဲ့တပတ်တာအကြောင်းစပြောအောင်ဒါမရောက်ခင်ဆိုလို့ရှိရင် MG ရဲ့ after sales team ကနေကျွန်တော်အိမ်ကို survey တစ်ရက်လာ level 1 charger တက်ဖို့အတွက် installation တစ်ခါလာ MG ရဲ့ after sales team က survey နဲ့ဒီ installation ရဲ့ FOC လုပ်ပေးတာဒါပေမဲ့လိုအပ်တဲ့မီးကြိုးတွေ breaker တွေ 4mm ကြိုးလဲဈေးကြီးတယ်အဲအကြောင်းမို့လို့2သိန်းလောက်ကျသွားတာကိုယ့်ရဲ့ main ကနေပြီးတော့ဒီ go down ရဲ့အကွာအဝေးနဲ့အများကြီးဆိုင်ကားရလာပြီးအားလုံးသိကြတဲ့အတိုင်းပဲအင်ရှိမှာတယ်ဘတ်မှန်ပြောက်သွားတယ်ကံကောင်းတာကတော့ showroom မှာခါတယ်ဘတ်မှန်အလွယ်တကူပြန်ဝယ်လို့ရတယ်တော်တော်ဒုက္ခရောက်တယ်ကိုဟိမင်းနိုင်တို့ကအစပေါ့နော်အဲ့ဘဲကကျွန်တော်ကိုဓာတ်ပုံရိုက်ပြီးတော့ तू ကတင်လိုက်သေးတာကျွန်တော်ဒီတစ်ပတ်လုံးမှာကီလို400ကျော်သွားပြီးပြီမီတာဘယ်လောက်ကျတာလဲဆိုတော့81ကီလိုဝတ်ကျွန်တော်သုံးပြီးပြီချိုးရုံးတွေလည်းဒီဗီဒီယိုကြည့်လို့ရှိရင်သိမယ်ကျွန်တော်ချိုးရုံးမှာလည်းတစ်ခါမှလာပြီးအားမသွင်းမှုသေးဘူးအိမ်မှာပဲအားသွင်းတာ8800ပဲကြာသေးတယ်စီကားမှာဆိုလို့ရှိရင်အဲ့ဒါက1ကီလိုမီတာကို200ကျပ်နဲ့ပဲမြောက်တယ်အင်ဂျင်ဘော 2.0 ကားလောက်ဆိုရင်ကီလို400ဆိုတေချာပေါက်တာ8000ဝန်းကျင်ကြောက်ရ system တွေအကြောင်းပြောရမယ်ဆိုကျွန်တော်အမေအကြောင်းမှာထည့်ပြောရတော့ကျွန်တော်လာပြီးအရန်ဆိုးမိုးတယ်ဒီချိုးရုံးကနေပြီးကားထုတ်ချင်းနေ့မှာကျွန်တော်တန်လျင်သွားတယ်ရိုက်ကူးရေးသွားတယ်ပေါ့နော်လင်းချင်းတာနဲ့အလန်းနေပေးနေရှေ့ကားနဲ့တော်တော်လူသေးတယ်အဲ့ဒါလည်းသူကအလန်းနေပေးတယ်တန်လင်းမရောက်ခင်စက်ကြားမှာနေကျွန်တော်ကားဘေးရက်ပြီးတော့ရှိတဲ့ assistant အကုန်လိုက်ပိတ်ရအဲ့တော့မှပဲသွားလို့ရသူစံတာအားလုံးပေါင်း73မျိုးလား14မျိုးလားမသိဘူးပါတယ်ကျွန်တော်အရင်တော့ဒီဇယ်ကားစီးလို့လာတော့မသိဘူးအခု EV ဖြစ်သွားတဲ့အချိန်မှာလုံးဝစိတ်သွားတန်းကိုပါတယ်ကျွန်တော်အဲ့နေ့ကဆိုလို့ရှိရင်ကားပေါ်မှာပစ္စည်းအပြည့်လူကလည်း9ယောက်ကျွန်တော်တန်လင်းသွားတယ်ACC ပဲပေါ့ပါပဲသွားလို့ရတယ် EV ရဲ့ performance ကိုတော့ကျွန်တော်ကလုံးဝစိတ်ချလို့ရတယ်ပေါ့နော်ဒီ MG4 မှာပေါ့နော်ကျွန်တော်တို့စိုးရိမ်စရာလေးတစ်ခုတော့အများကြီးရှိနေတာနောက်ကနေပြီးကားအကြီးတွေများဝင်လာလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်နောက်မှာထွက်နေတဲ့ကျွန်တော် signature မီးလုံးလေးပေါ့နော်အဲ့မီးလုံးလေးကိုများဒင်းကိုဝင်များတိုက်သွားမလားဆိုတော့ feeling ရှိတယ်ဒါကတော့ကျွန်တော်အခုလောလောဆယ်ကြုံတွေ့ခဲ့ရတာရယ်ခံစားခဲ့ရတာရယ် MG4 နဲ့ဒါတပတ်တာ program လေးပဲဖြစ်ပါတယ်ဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ကိုလာပြီးတော့ကျွန်တော်နဲ့အကြောင်းအမှတ်တရရှိတာပဲဖြစ်ဖြစ်ကျွန်တော်ကိုကြည့်လို့မရတာပဲဖြစ်ကျွန်တော်မားလို့ပြောခဲ့တာဖြစ်ဖြစ်ကျွန်တော်ကိုပြောချင်တာကြီးပဲဖြစ်စိတ်ကူးတယ်သားလားကြီးအဲ့ဒီထဲကနေမှကျွန်တော် comment picker နဲ့လာပြီးတော့ဒီဘူးလေး90ကိုရန်ကုန်ဆိုရင်အင်တိုင်းရောက်ပို့ပေးမယ်နယ်ဆိုရင်တော့ကျွန်တော် delivery နဲ့ကျွန်တော်ထည့်ပေးလိုက်မယ်ပေါ့နော်